ချစ်တို့ရေအားလုံးပဲမင်္ဂလာပါစစ်သမီးလေးလိုက်ကျွေးတယ်တန်လင်းမျိုးခင်မရဆိုင်ကိုပါစားဖြစ်ပါတယ်ချစ်တို့ရေအဲ့ဒီဆိုင်လေးကတော့အဲ့ဒီဆိုင်လေးက project KB ပါဆိုင်ပေးနာမှာရှိပါတယ်ဖွင့်ထားပါတယ်ချစ်တို့ရေအစုံရပါတယ်အားလာစမ်းกว่าထုံးလေးလျှော့လာဒါဘယ်လောက်လဲ1000နဲ့1000ဆိုလို့ကျန်အများကြီး300စားလို့ရအများကြီးကျန်ပွဲကြီး1000နဲ့300စားလို့ရတယ်တုံးကျန်းချေစီလေးလည်းပါပါတယ်ရှင်ဖတ်ပါလေဟောတာရေးပြီးမဟုတ်ထောင်းလေးပါရှင်ဒီလိုထောင်းလေးလည်းပါရှင်နောက်ကြည့်ပါဦးဒီကိုလာလေးတောက်ပါရှင်ဒါအစုံဒါကြတော့ပါခမလို့အသားဆုံးလေသားဆုံးအစုံပင်နေစားပါရဲ့အစုံပါပါရဲ့3ယောက်ကိုစားပါလေ3ယောက်ကိုဝါပြစားပါလေညာပဲအဲ့ဒီမှာအချင်းတန်လင်းကိုလာလို့ရပါလေရှင်အဲ့ဒါလေးလေပါလေခက်တော့ကြောဆောင်းလိုက်တာပဲဒီအချင်းကချက်သားရည်တောင်းလို့တာကျုံအချင်းလည်းကောင်းမှကောင်းမှကြည့်ချင်းရှင်းချင်းကောင်းမှကောင်းတယ်ဒါမျိုးပြီးတော့ဒီကြော်ရည်ဖတ်တော့ကောင်းတယ်ဖြစ်နေဟုတ်ရဟုတ်ရไม่ดูเลยคุยก่อนเลยไอ้ดูไว้อะเลยไม่ดูเลยแต่ว่าแต่ส่วนใหญ่แต่เนี่ยเนี่ยก็ที่มาแล้วมาแล้วดูกันแล้วเนี่ยရင်းစားလို့ကောင်းတယ်မောင်ဒီမှာပဲဓာတ်ကြီးများပဲနေရာလေးနဲ့အိစာကြီးပြပြလိုက်တော့အောင် ก็เป็นหัดใจไม่เป็นไร ဟောပြပါလား แค่ที่เบียร์โปรเจกต์เนี่ย ဒီဟာ project ကြီးဟာအဲ့ဒီလိုချင်းလည်းဒီနေ့ကဝန်ဆောင်ရပါတယ်ရင်းစားကောင်းနေမှာပါကျေးဇူးတင်ပါတယ်အားပေးရင်းစားကောင်းနေကျေးဇူးတင်ပါတယ်လက်ဆောင်လေးကြည့်ရတဲ့ကျေးဇူးတင်ပါတယ်